Hello အားလုံးပဲမင်္ဂလာပါဒီမှာပေါ့နော်ဒီနေ့ရောက်တဲ့အဖွဲတွေပါလို့မှာဒီမှာရဲ့အသေးလေးတွေပါအကြလေးတွေရောပါရယ်နော်ဒီနေ့ရပါတော့တဲ့တို့ရောင်းစားရလို့ပြောနေလို့ရောင်းစားလားရောင်းစားပြီးပါရင်ဒီနေ့ရောက်ရင်မနေ့ဖြန်ဝင်ရမှာနော်ပြပြလာအောင်တချို့ကပြောတယ်အကြကြီးစောင်းရတယ်အကြကြီးစောင်းရတယ်နော်ဒီမှာမေးကြည့်နော်ဒီနေ့ရောက်တယ်နော်မနေ့ဖြန်ဝင်ရမှာပါရှင်နော်ဒီနေ့ရောက်မနေ့ဖြန်ဝင်ရတာပါရောင်းစားတယ်မိန်းကလေးပေါ့တော့တချို့လိုင်းအောင်မှာပေါ့ပြောတယ်ပေါ့နော်ရောင်းစားတယ်ညီမရှိရရောင်းစားတယ်တချို့ဆိုတရုတ်မြားသွားလို့ခဏပြီးတချို့ဆိုပြောသေးတယ်တိမ်ထုတ်ပြီးတော့ရောင်းတာတယ်ငါ့ကိုပြောသေးတယ်ရောင်းပါမေးကြည့်လိုက်နော်ဒီမှာအသေးကိုစားတာလမ်းမှာအဆင်ပြေလားပြေပါလေဒီမှာရောပြေပါလေစားကြရရကုန်ပြေပါလေနော်ဒါပေမဲ့အလေတော့လိုက်ပို့လိုက်ရအောင်ပေါ့နော်ဒီဖွဲ့တွေကိုပန်းချန်တို့ဒီညာသေးတန်းတို့တော့ပေါ့နော်ဒါလိုက်ပို့လိုက်ရအောင်ဒါဒီအမတွေပေါ့နော်ဒီဘက်မှာလည်းဒီမှာတစ်ဖွဲ့သူတို့အလုပ်တွေရှုပ်နေကြတယ်သူတို့အလုပ်တွေရှုပ်တွေထုတ်နေကြတယ်ဒီမှာအဝတ်တွေထုတ်ပြီးတော့သူတို့မနေ့ဖြန်ဝင်ရမှာဆိုတော့ပေါ့နော်စီစဉ်နေရပါလို့ဒီအမဆိုရင်ဘယ်နေလာတော့မုံရွာပါဒီအမဆိုမုံရွာတက်လေးအောင်ခုတ်ကူပါအခုတ်ကူမရောက်ပါလဲဟိုဟာဒီဘက်ကမော်လမြိုင်ကနေပြီးတောင်ကြီးကိုနော်ဒါလိုက်လာတာနော်ဟိုဒီနောက်ကချီတော့ကတော့နောက်ကချီတော့ကလေးကတော့ရောင်းပါပါမလေးပါဒီကသူတို့ရောင်းတာဆိုလို့ကျမအင်ကြီးပဲရှိတယ်သူတို့လူတော့မရအောင်ကျမအင်ကြီးမရောင်းတာအင်ကြီးရောင်းပါလေအင်ကြီးကိုရှိရောက်လာရဲ့ဖွဲ့တို့ရောင်းတာဆိုလို့အင်ကြီးပဲရှိရနော်ဒါနော်ဒါမှလူလည်းမရောင်းတော့ဘလို့မှဘာမှမလုပ်ဘူးလို့စိတ်ချနဲ့လားလို့ပြီးတော့စောင်းလာရင်လည်းတစ်ရက်နှစ်ရက်ပဲစောင်းလာတာနှစ်ရက်သုံးရက်လောက်စောင်းလာတဲ့လူဆိုလို့ရှိရင်ညာသေးတန်းတို့အလဲပေါ့နော်မုံစားလိုက်ပို့ပေးတယ်ဒီရွှေလီမြစ်တို့ဘာလို့ဆိုအကုန်လိုက်ပို့ပေးတယ်ဒါပေမဲ့သူတို့ကလည်းပြန်တန်းဝင်ရတော့မှမို့လို့ပါလို့ခေါ်တာဒီနေ့ရောက်ပြီဒီနေ့တန်းကြတာသူတို့ဘယ်မှမလဲလိုက်ရအောင်ပြောရအောင်အထက်ကျမှလဲတော့အဲ့ဒီဟောက်တယ်မှာပြောရမယ်အဲ့ဒါ